I'm Story Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းလေးရဲ့နာမည်ကတော့အရေးမပြတ်တဲ့ညမောင်အေးအမ်ဘီမိတိုင်းတစ်လုံးလာရင်းနေတယ်အော်လမ်းရှောင်းလာနေတော့သူ့နောက်မှာအရေးတစ်ခုရှိတယ်သူရက်လိုက်တယ်ရိတ်ကတော့မရဘူးသူပြန်လှည့်ကြည့်လိုက်တယ်နောက်မှာဘယ်သူမှမရှိဘူးဒါပေမဲ့မြေပြင်ပေါ်ကအရေးကတော့မပြောက်တော့အောင်တက်ချူလာမြန်လာတယ်လမ်းမိတာတော့ထက်လျှောက်လာတယ်ပြီးရောက်တဲ့အခါအိမ်ကလူပုံစံဖြစ်လာတယ်အရေးကလူပုံစံဖြစ်လာတယ်အတန်တခုနားလဲဝင်လာတယ်မင်းကငါ့ကိုမမြင်ချင်ခဲ့တာဒါပေမဲ့ငါမင်းနောက်မှာအမြဲရှိနေတာမင်းနောက်မှာအမြဲရှိနေတာပါအောင်မရိဖွန်ထားတော့မိရရအနေရအောင်မိတ်သွားတယ်မောင်ထဲမှာ